မင်္ဂလာပါဒီနေ့မှာတော့လှုပ်ရှားရတာလည်းအရန်လွယ်ကူပြီးတော့စားလို့လည်းကောင်းတယ်စီအကုန်ကြလည်းတက်တာတယ်မြန်မာမှုတစ်မျိုးဖြစ်တဲ့မုတ်ချက်တိုက်လေးကိုလှုပ်ရှားမှာဖြစ်ပါတယ်ခင်ဗျာမုတ်လှုပ်ရှားဖို့အတွက်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ထညက်ကြီးကိုဂျိုးရပါမယ်ထညက်ဂျိုးတဲ့အခါမှာထညက်ခဲကိုတော့ကျွန်တော်က12လုံးသုံးပါတယ်ခင်ဗျာ12လုံးသုံးပြီးတော့ကျွန်တော်တို့ညောင်စေးကြအောင်ဂျိုးရပါမယ်ဗျာညောင်စေးကြအောင်ဂျိုးရဲဆိုတဲ့အခါမှာအရန်စေးကန့်နေအောင်မဟုတ်ဘဲနဲ့ကျွန်တော်တို့တို့စားလို့အဆင်ပြေတော့တဲ့ပမာဏအထိဂျိုးရင်အဆင်ပြေပါပြီခင်ဗျာမုတ်လို့ဖို့အတွက်ကတော့ကျွန်တော်ဆန်မှုတ်ကိုထမင်းချိန်နဲ့ဆန်ချိန်ခွက်နဲ့လည်းရတယ်ကျွန်တော်ရဲ့ချိန်တဲကတော့ရေခွက်လေးပေါ့နော်အဲ့ဒီခွက်နဲ့ကျွန်တော်နှစ်ခွက်ထည့်ပါတယ်ပြီးရင်ဆန်မှုတ်ကိုကြတော့ကျွန်တော်ထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါတယ်ခင်ဗျာဆန်မှုတ်ကိုထည့်ခြင်း short ထည့်လည်းရပါတယ်ပျော့လေးစားခြင်းပေါ့နော်ပြီးရင်တော့ကျွန်တော်မုတ်ဖို့ဆိုတော့လေးနည်းငယ်ထည့်တယ်စားနည်းငယ်ထည့်ပြီးတော့ကျွန်တော်စီကိုလည်းထမင်းစားစွန်းနဲ့3စွန်းထည့်ပါတယ်ခင်ဗျာစီကတော့ကိုကျန်းနဲ့တက်ရရှိတဲ့စီလေးထည့်လို့ရတယ်ပေါ့နော်အနက်မပါတဲ့စီလေးဆိုရင်တော့ပိုကောင်းပါတယ်โอเคစီလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေကိုအတင်းထည့်ပြီးတော့မုတ်သားကိုကျွန်တော်တို့မုတ်နှစ်ဖြစ်အောင်လို့ထည့်ပါမယ်ခင်ဗျာရေကိုအရင်အများကြီးမထည့်ပါနဲ့ရေလေးပျောက်သွားပြီဆိုမှရေကိုနည်းနည်းလေးချင်းထည့်ပြီးတော့ဒီမုတ်သားရပြီဆိုရင်တစ်နာရီလောက်နှက်ထားပေးပါပြီးရင်တော့ကျွန်တော်တို့တဲအိုးကိုအပူပေးပြီးရင်စီလေးပပလေးကျွန်တော်တို့အိုးကတ်လောက်လေးစီထည့်ပြီးတော့ကျွန်တော်တို့ခုနကမုတ်ကိုကျွန်တော်တို့လိုတဲ့ပုံစံလေးတွေတွင်းပြီးတော့အပြားဆိုအပြား4000ဆို4000လေးလုပ်ပြီးတော့ကျွန်တော်တို့အိုးထဲမှာအိုးကင်းဘူးတိုင်မယ်ပေါ့နော်ပြောမှဆိုရင်တော့မုတ်ကြက်တိုက်တာပေါ့သိရမလားအဲ့လိုပုံစံမျိုးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့2မိနစ်3မိနစ်လောက်ခဏထားမယ်ပြီးတော့ရင်လှန်မယ်မုတ်လေးတွေကိုကိုယ့်ရဲ့ဆုံးပြားလေးနဲ့ဖိမယ်ဟိုဘက်ဒီဘက်လှန်မယ်10မိနစ်လောက်ကြာပြီကျွန်တော်မီအေးလေးနဲ့10မိနစ်လောက်ကြာပြီဆိုလို့ရှိရင်တော့အသားလေးကလည်းជីလေးဖြစ်လာပြီဆိုလို့ရှိရင်စားလို့ရပါပြီခင်ဗျာလုံလေးကလည်းအရန်လွယ်ပြီးတော့အကုန်ကြက်လည်းတက်တာတယ်မိုးလက်ကောက်ကြော်သေးလိုမျိုးစီရီပိုင်းလည်းအရန်မကုန်တဲ့အတွက်ကြောင့်အရန်အဆင်ပြေပါတယ်ခင်ဗျာလိုက်လို့စားကြည့်ကြပါကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ